ကျွန်တော်တန်လူတွေပြည့်ကုန်ပြီ Nasura ရဲ့ Beginner Friendly UI Patch 2မှာအချိန်တိုအတွင်းနဲ့အတန်းသားတွေအကုန်လုံးပြည့်စုံကြမို့လို့စိတ်မမီလိုက်တဲ့လူတွေရှိကြပါတယ်ဒါကြောင့်မို့စောင့်နေကြတဲ့သူတွေအတွက် Patch 3ကိုထပ်မံပြီးတော့ဖွင့်လှစ်လိုက်ပါပြီဒါပေမဲ့ဒီတစ်ထောင်မှာလည်းပို့ပြီးတော့မှထိရောက်ရောက်သင်ကြားပေးရှင်တာမို့လို့ Root Class အတွက်သင်တန်းသားကို10ရောက်ပဲလက်သင်ခံသွားပေးမှာပါတင်တဲ့ကာလာ6ပတ်ကြာမြင့်မှာဖြစ်ပြီးတော့အပတ်စဉ်စနေတနင်္ဂနွေညနေ9:00နာရီကနေ10:00ခွဲထိလက်တွေ့အသုံးချလို့ရမယ် UI UX knowledge တွေကိုအသေးစိတ်သင်ကြားပို့ချပေးသွားမှာပါတကယ်လို့အချိန်တီးတဲ့ညှိပြီးတော့မှတက်ချင်တဲ့တွေအတွက်လည်းတယောက်ချင်းစီတေချာတိုင်းလုပ်ပေးမယ် 1-on-1 class တို့ပါစီစဉ်ပေးထားပါတယ် 1-on-1 ကတော့4ယောက်ပဲလက်သင်ခံသွားမှာပါ hey stream ဖွင့်ပွဲအထူးလက်ဆောင်အနေနဲ့ဒီဗီဒီယိုကို left view ပေးပြီးတော့မှ share လုပ်ထားတဲ့ screenshot ကို Nasura ရဲ့ Facebook TikTok စာမျက်နှာချက်ပေါက်မှာလာပြရမယ် group class ရော 1-on-1 class ရောအတွက်တင်တန်းချေ9000ကျပ်တိ discount ရရှိမှာဖြစ်ပါတယ် page ကိုလည်း follow လုပ်ထားရမယ်နော်ဒီအစီအစဉ်က August လ1ရက်နေ့တင်တန်းမစားခင် July လ22ရက်နေ့ထိပဲမို့လို့လူဦးရေမပြည့်ခင်အမြန်ဆုံးလာရောက်စာရင်းသွင်းဖို့ဖိတ်ခေါ်ချင်ပါတယ်အသေးစိတ်ကို caption ထဲမှာဖတ်ရှုနိုင်ပါတယ်ကျွန်တော်နာမည်ရဲဝင်းအောင် Rose ပါရွှေနှုံရှုမထူ3 at ရဲ့ UI UX designer တယောက်ဖြစ်ပြီးတော့ကျောင်းသားပေါင်း80ကျော်မွေးထုတ်ပေးထားတဲ့ UI UX Investor တယောက်လည်းဖြစ်ပါတယ်အားလုံးပဲနောက်နေ့မှာပြန်တွေ့ကြပါမယ်